ဒီနေ့တော့ drama အနိုင်ကျင့်ခံရတဲ့အကြောင်းကိုပြောပြချင်တယ်ကျွန်တော်စီ drama ကြီးကိုတော်တော်များသိချင်တဲ့အကြောင်းအရာတွေကြံတောင်းချင်တာတွေသူတို့ခံစားနေရတာတွေလာပြီးတော့ပြောပြလေးရှိတယ်ဒီထဲမှာကျွန်တော်သတိထားမိတဲ့အကြောင်းအရာတစ်ခုကအနိုင်ကျင့်ခံရတာအဲ့တော့ဘားတွေဆိုင်နေတီးတဲ့ drama တွေကိုရှား musician တွေက rhythm တစ်ခုတီးပေးပါလို့ပြောတယ်အဲ့ rhythm drama တော်တော်များကမတဲခွဲဘူးမရှင်းလင်းဘူးဖြစ်နေကြတယ်အဲ့ဒါကိုချို့သော musician တွေက drama တွေကိုဒါလေးတော့မသိရကောင်းလားဆိုပြီးရွေးတဲ့ပုံစံမျိုးပြပြောတဲ့ပုံစံမျိုးနဲ့အပြစ်တင်နေကြတာပေါ့လေဘာရတဲ့ဖြစ်မှထင်လဲ slow go go အဲ့တော့ slow go go ဆိုတာကျွန်တော်ဟိုမြန်မာနိုင်ငံဟိုဆက်ကနေပြီးတော့ musician တွေတည်လာတဲ့အခေါ်အဝေါ်တစ်ခုပေါ့လေဆိုတော့တကယ်တော့ guitar strumming pattern တစ်ခုပေါ့ဆိုတော့အဲ့ဒါကိုသူက slow go go ဆိုပြီးတတ်မှတ်ပြီးတော့တီးကြတယ်ပေါ့လေအဲ့ရပါတတ်မှတ်လို့ရတယ်ဒါပေမဲ့guitar strumming pattern တစ်ခုဖြစ်တဲ့အတွက် drummer တွေကတိတိကျကျမသိနိုင်ဘူးဘယ်လို drum beat လဲဆိုတာလေအဲ့တော့ slow go go ဆိုတာတဲ့ DC Kugu ဆိုတာတော့ရှိတယ် Washington DC ကစလိုက်တဲ့ funk hip hop group လေးပေါ့ဒီလိုပုံစံမျိုးဆိုတော့ drama တွေကိုကျွန်တော်ကြံပေးချင်တာကတယောက်က slow go go TV ပါလို့ပြောလာခဲ့ရင် drum pattern ကဘယ်လိုပုံစံမျိုးလဲ strumming ကရောဘယ်လိုမျိုးတီးလဲဆိုတာလေးကိုဒီခြာလေးပြန်မေးပါအဲ့ဒါကိုမှ drama ဖြစ်ပြီးဒါလေးအောင်နားမလဲဘူးလားမသိဘူးလားဆိုပြီးတော့ပြောခဲ့လို့ရှိရင်တခုမှပြန်ပြောလိုက်ပါမရှိလို့မသိပါဘူးခင်ဗျာလို့